ဒါကတော့ mobile ချက်ကတည်းက edit ဆရာမလို့ပဲနဲ့ဒီလိုထုတ်ပြီးဗီဒီယိုပဲဖြစ်ပါတယ်။နောက်ထိမိုက်တုံးဆိုတာဒါတော့ရှိတယ်။ကိုယ်တိုင် edit ထား edit ကဒန်းလေးပါဒီဗီဒီယိုဒီနေ့ဒီဗီဒီယိုထဲမှာတော့အဲ့လိုဗီဒီယိုအလန်းစာကို mobile လေးရထဲကနေဘယ်လိုထွက်အောင်လဲဆိုတာကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ်ပထမအဆုံး mobile လေးရ game နဲ့ဝင်လိုက်ပါဂိမ်းနဲ့ရောက်ပြီဆိုတာနဲ့စတင်နဲ့ကိုသွားလိုက်ပါကျွန်တော်ကတော့ဗီဒီယိုလေးရှည်သွားအောင်ဟိုဝင်ဒီထက်လုပ်လိုက်ပါအောင်မယ်စတင်နဲ့ကိုရောက်ပြီဆိုတာနဲ့အောက်ပြီဆောင်မှာရှိတယ်မှတ်တမ်းများတယ်ကိုသွားလိုက်ပါမှတ်တမ်းများတယ်ကိုရောက်ပြီဆိုတာနဲ့ကျွန်တော်ဒီဗီဒီယိုများတယ်ကိုနှိပ်လိုက်ပါထဲကိုရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ကြမ်းခဲ့တဲ့ပွဲတွေကိုမွန်တွန်းကအလွယ်တကူ highlight တင်ထားမှာဖြစ်ပါတယ်အဲ့ဒီ highlight ဗီဒီယိုကိုကျွန်တော်တို့အလွယ်တကူ download ယူမှာပဲ download တာနဲ့ခုလိုအရေးသွေးကောင်းမွန်နဲ့လမ်းလဲပြီးမိုက်လဲမိုက်မဲ့ဗီဒီယိုအတူလေးထွက်လာမှာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျော channel ကိုကြိုက်တယ်ဆိုရင် like and subscribe လုပ်ပေးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးတူတူရှိပါတယ်